အောင်လအင်ဆန်ရဲ့နောက်ဆုံးပွဲစဉ်ကတော့ MMA လောကအတွက်တမိုင်းဝင်အခိုက်အတန့်တစ်ခုဖြစ်ခဲ့ပါတယ်မြန်မာဂုံဆောင်ဝိတ်တမ်နှစ်ခုချန်ပီယံဟောင်းအောင်လအင်ဆန်ဟာသူ့ရဲ့ကစားသမားဘဝကိုအကောင်းဆုံးပုံစံနဲ့အဆုံးသတ်ခဲ့ပါတယ်သူဟာနောက်ဆုံးပွဲစဉ်မှာ Sebastian Gadestan ကိုအနိုင်ယူပြီးအောင်ပွဲခံကပရိသတ်ကိုနှုတ်ဆက်သွားခဲ့ပါတယ်ဒီပွဲစဉ်ရဲ့ထူးခြားချက်တစ်ခုကတော့ဖြူဟာအောင်လအင်ဆန်ကိုဂုံးပြတဲ့အနေနဲ့ကိုယ်တိုင်လာရောက်ဖျော်ဖြေပေးခဲ့ခြင်းပဲဖြစ်ပါတယ်လေးဖြူရဲ့အားရင်ပြေဝတဲ့ကချင်းဆန်တွေဟာပွဲကြီးပရိသတ်နဲ့အောင်လအင်ဆန်တို့ဟုတ်တာစိတ်သက်ခွန်အားများစွာကိုပြေးဆွမ်းနိုင်ခဲ့ပြီးပွဲရဲ့အရှိန်လာကိုမြင့်တင်ပေးခဲ့ပါတယ်အောင်လအင်ဆန်ရဲ့ပြိုင်ဘက်ကာရက်စတန်ရဲ့လုပ်ရက်ကလည်းချီးကျူးစရာပါသူဟာပွဲမပြိုင်ပြီးကတည်းကအောင်လအင်ဆန်ပေါ်လေးစားမှုကိုထုတ်ဖော်ခဲ့တယ်လို့ရှုံးနိုင်သွားပြီးချိန်မှတောင်မှပြုံးရွှန်စွာနဲ့အောင်လအတွက်ဂုံယူဝမ်းတာကြောင့်ပြသပြီးသူ့ရဲ့ကစားသမားဘဝကိုအောင်မြင်စွာအဆုံးသတ်နိုင်ခဲ့တာကိုအတိအမှတ်ဂုဏ်ပြုပေးခဲ့ပါတယ်အောင်လအင်ဆန်ဟာသူ့ရဲ့ကစားသမားဘဝကိုနိုင်ပွဲ30ပွဲရှုံးပွဲ15ပွဲဆိုတဲ့ဂုံယူပွဲရစံချိန်ကောင်းနေနဲ့အကောင်းဆုံးနှုတ်ဆက်သွားခဲ့ပြီဖြစ်ပါတယ်အားကစားကိုချစ်တဲ့စိတ်ကိုယ်နိုင်ငံပေါ်ဂုဏ်ယူတဲ့စိတ်နဲ့ MMA ကစားသမားဘဝတစ်ချောင်းအကောင်းဆုံးကြိုးစားခဲ့တဲ့မြန်မာစပါအောင်လအင်ဆန်ရဲ့ဂုဏ်ပြုလိုက်တဲ့နောက်ဆုံးခီးကိုပရိသတ်အားလုံးကအမြဲတမ်းအမှတ်ရနေကြမှာပါ